အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မနေ့အရာစစောထားအရာဝန်ထဲမှာလမ်းလျှောက်ရင်တန်းနဲ့တခုပွင့်ကြွတာလေးတွေတွေ့ပြီးဗီဒီယိုရိုက်ပြီးမှတ်တမ်းတင်လိုက်ပါတယ်ရှင်တခုပွင့်လေးတွေကတော့ကျမရင်းနဲ့အရန်ညီညွတ်ပါတယ်တခုပွင့်လေးတွေကိုအချောင်လန်းပြီးတော့နေလန်းမယ်အချောင်လန်းမယ်ပြုတ်ပြီးတုပ်စားမယ်ဆိုလဲကျမရင်းနဲ့အရန်ညီညွတ်ပါတယ်နော်အရာဝန်ထဲမှာတခုပွင့်လေးတွေကဖွေးနေရောပဲကိုရီလိုကျမရတွန်းလမ်းလျှောက်တဲ့လူတွေလည်းရှိရနော်အရာဝန်ကတိတ်ဆိတ်နေတော့မနက်စောစောစစ်စစ်လမ်းလျှောက်တဲ့လူတွေအတွက်လည်းကျမရအရန်ညီညွတ်ပါတယ်ပြီးတော့အရာဝန်ထဲမှာတခုပွင့်လေးတွေကျွေးတာရဲ့ရေပန်းဥယျာဉ်ကြီးရဲ့လာပါတယ်မနက်ခင်းလေးရဲ့နေမင်းကြီးရဲ့မနက်ခင်းအလားကိုပြည့်စုံနေရောပဲနော်မနက်ခင်းအကြည့်တက်လေးနဲ့ဟိုစားတင်လိုက်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာဆဆရရပြည့်စုံတဲ့မင်္ဂလာနံနက်ခင်းလေးဖြစ်ပါစေရှင်ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်နော်